အားလုံးပဲမင်္ဂလာပါဒီတော့အရင်ပတ်တုန်းကဗီဒီယို upload လုပ်ဖို့အချိန်မရခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုဒီအပတ်မှာပြန်ပြီးတော့ run မှာမယ်ပေါ့နော်အရင်အပတ်ပြက်ကွက်ခဲ့မှုအတွက်လည်းတော့本当にごめんなさいကဲဟုတ်ပြီအဲ့တော့ဒီဘက်ကဤတုံတို့ကလုံးဝတစ်ဖြတ်ပေါ့နော်ရှေ့မေးခွန်းနေမှာတော့ငါမေးခွန်းတစ်ပုတ်မှာဤတုံတို့ကစာပိုက်တစ်ပိုက်ပေါ့နော်ဆိုလိုချင်တာကစာပိုက်ပါရင်မေးခွန်းကတစ်ပုတ်ပဲပါတာမျိုးတို့ပေမဲ့အခုမှကကြတော့ဒီစာပိုက်ထဲကနေပြီးတော့မေးခွန်းနှစ်ပုတ်စာဖြေရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှတ်ယူဖို့လွယ်ကူတာလို့လည်းပြောနိုင်တယ်လို့တကယ်လို့မြန်ခြေကျော်လက်လျှော်ဖြစ်သွားခဲ့ရင်နှစ်ပုတ်လုံးမနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးအနေများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့တေချာလေးဖြေပုံဖြေနည်းနဲ့တကွာစဉ်းစားပုံစဉ်းစားနည်းဒါတွေပါတေချာလိုက်ပြီးတော့မှတ်မယ်ပေါ့နော်တေချာလိုက်ပြီးတော့နားထောင်မယ်ကြည့်မယ်မှတ်သားမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ပထမအောင်ဆုံးဒီတို့ကဘာမေးလဲဆိုတာသိရမှဟုတ်လားအဖြေကိုသွားရှာလို့ရမှာဟုတ်ဒါကြောင့်မို့လို့ဤတုံတို့ကအရင်ဆုံးဘာမေးလဲအရင်ကြည့်အောင်မွန်တိုင်းကအချီနီဆိုပြီးတော့ရှေ့တာဖြစ်တဲ့အတွက်ကြောင့်မို့အရင်ဆုံးမွန်တိုင်းအချီကိုအရင်ကြည့်အောင်ကွာအဲ့တော့မွန်တိုင်းအချီမှာကကြတော့ဒီကွက်လက်ထဲမှာပေါ့နော်ဒီကွက်လက်ထဲမှာရှိတဲ့စကားလုံးကိုရွေးရမှာရလားသူလည်းပြောထားတယ်A に入るものとして最も適当なものはどれですかအသင့်တော်ဆုံးဖြစ်မဲ့စကားလုံးကဘယ်ဟာဖြစ်မလဲအဲ့တော့ဤတို့ကဒီလိုပုံစာတွေဖြည့်တဲ့အခါမှာ GNPT ဆောင်ဝေးပွဲမှာပဲဖြစ်ဖြစ် ETU ဆောင်ဝေးပွဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးဒီနေရာမှာဝင်မဲ့စကားလုံးကဘာလဲလို့မေးရင်ဒီနေရာမှာရှိနေတဲ့ပေါ့နော်ဒီနေရာကွက်လက်ရှိနေတဲ့အော်ဒီကွက်လက်ရှိနေခဲ့တဲ့နေရာရဲ့ရှေ့နဲ့နောက်ကိုကြည့်လိုက်ရင်အဖြေကထွက်ပြီပေါ့နော်ဘာလို့လဲဆိုတော့ဘာသာစကားလေ့လာနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဤတို့မြန်မာဘာသာစကားမှာလေဘာသာစကားရှေ့တစ်ကြောင်းနဲ့နောက်တစ်ကြောင်းပြောတဲ့ဒီဘယ်လိုပြောမလဲစာကြောင်းတွေမှာဆက်ဆက်မှုရှိတယ်လေနော်အဲ့တော့စကားလူတစ်ယောက်ကစကားပြောနေတယ်သူပြောနေတာတွေဆက်ဆက်မှုမရှိဘူးဘာညာမျိုးဆိုရင်တစ်ဖက်လူကလည်းစိတ်ဝင်စားမှာမဟုတ်ဘူးဒါကြောင့်မလို့ဤတို့ကဘာသာစကားသင်နေတဲ့အတွက်ကြောင့်မို့လို့အဲ့လောက်ကြီးခက်ခဲတဲ့အနေအထားမှာမရှိဘူးကွက်လက်ရှာတဲ့အနေအထားပေါ့နော်အဲ့တော့ကြည့်အောင်ဤတုံအရင်ဆုံး A ပဲနေရာမှာရှိလဲဆိုတာအရင်လိုက်ရှာမယ်အဲ့တော့ဤတုံတို့ဒီမှာ A တွေ့ပါပြီအဲ့ဒီ A ရဲ့ရှေ့နဲ့နောက်နဲ့ကိုဖတ်လိုက်ရင်ဤတုံတို့ကအဖြေတွေ့မယ်လို့ပြောတယ်ဟုတ်လားအဲ့တော့ဖတ်ကြည့်အောင်ရှေ့နဲ့နောက်ဖတ်မယ်လို့ဆိုရင်တော့မှအခု A ရှိနေတဲ့အပိုင်းကဒုတိယအပိုက်ရဲ့ပထမအဦးဆုံးနေရာမှာရှိနေတာသိလားအဲ့တော့တို့တွေအပိုက်ခွဲပြီဆိုကနေမှဒီအပိုက်နဲ့ဒါအဲ့တော့နံပါတ်1လို့တက်လိုက်မယ်ကွာဒီကောင်ကနံပါတ်2ရလားနံပါတ်1ဘုံရှောနဲ့နံပါတ်2ဘုံရှောပေါ့နော်အဲ့ဒီနှစ်ခုစာပိုက်ခွဲပြီဆိုကနေမှနည်းနည်းဆက်ဆက်မှုကဆက်ဆက်မှုပမာဏပေါ့နော်ဘယ်လိုပြောမလဲဆက်ဆက်မှုရာခိုင်နှုန်းကနည်းနည်းလေးလျော့သွားမယ်ပေါ့ဥပမာအရင်တော့စာပိုက်တစ်ပိုက်ထဲမှာပြောထားတဲ့ဟာဆက်ဆက်မှုရာခိုင်နှုန်း100ရာခိုင်နှုန်းရှိတာသိကြတယ်ဆိုရင်စာပိုက်ခွဲသွားပြီဟေးဆိုရင်နည်းနည်းလေး100ရာခိုင်နှုန်းကနေနည်းနည်း95ရာခိုင်နှုန်းလောက်ထိရောကောင်းရော့သွားမယ်ပေါ့နော်ဒါမျိုးစဉ်းစားလို့ရတယ်ပြီးတော့အခုဒီမှာ A ကစာကြောင်းရဲ့ရှေ့ဆုံးအပိုက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့နောက်ကစာကြောင်းကိုပို့ပြီးတော့အလေးထားပြီးကြည့်ရအောင်နောက်ကစာကြောင်းကဘာရှိလဲဆိုတော့ဂျောရှိကဘုခနီ考えておいてくれと言ったとしますဂျောရှိဆိုတာကတီးပြီးသားเนาะဒါကစီနီယာကိုပြောတာဘုခဆိုတာကဂျူနီယာကိုပြောတာအဲ့တော့စီနီယာကတဲ့ဂျူနီယာဖြစ်သူကိုပေါ့เนาะ考えておいてくれ考えておいてくれဆိုတာကကြတော့စဉ်းစားထားလိုက်စဉ်းစားထားပေးစမ်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခုတဲ့မဆန်ကာတို့ခုတဲ့တိတ်ဒါတာခဲမဆန်ကာတို့တော့မဟုတ်ဘူးခုတဲ့တွေညက်သွားပြီနော်အဲ့တော့考えておいてくれလို့言ったとしますဆိုတဲ့စကားလုံးအဲ့ဒါကတကယ် main မှာမသိသေးသူများအခုကနေမှမှတ်ပါတိုရှိမဆိုတဲ့စကားလုံးနန်းချလာခန်းချလာတိုရှိမတို့တွေမြန်မာစကားနဲ့အတူတူပဲမြန်မာစကားမှာဆိုရင်ဥပမာဒီလိုပေါ့ကွာဒီလိုဆိုပါစို့ဒါနဲ့အတူတူပဲရလားဆိုပါစို့ဒီလိုဆိုရင်
ဒီလိုထားမယ်ကွာဒီလိုထားလိုက်တို့တေးချတော့ရင်တော့မှလေဒီအောင်ဆိုပါစို့ဒီမတိကင်းက H ဖြစ်တယ်ဆိုပါစို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြောရတာမျိုးအဲ့တော့တိုရှိမနာနီယူတာတိုရှိမပြောတယ်လို့ထားလိုက်မယ်ပြောတယ်ဆိုပါစို့ဒီလိုအဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တေးကြတယ်ရှေ့ရစကားလုံးဒီတာတိုအဲဘာဆိုတဲ့စကားလုံးဖြစ်ရလိမ့်မယ်ဘာလို့လဲဆိုတော့ဥပမာဒီလိုဖြစ်တယ်ဆိုပါစို့ဥပမာဒီလိုထားလိုက်မယ်ကွာဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အဖြစ်ဒီနံပါတ်၄ဖြစ်ပါတယ်ရမယ်နော်ဒါကပထမအဆုံးတစ်ပုတ်စဉ်းစားတာဒါဆိုဒုတိယတစ်ပုတ်ဆက်သွားမယ်ဒုတိယတစ်ပုတ်ကဤတော့လို့ရှေ့အပုတ်မှာဖြည့်အပုတ်တွေမှာဖြည့်တဲ့ပုံစံအတိုင်းပဲတူတူပဲမေကွန်ဖတ်မှရမယ်အဲ့တော့ခေဆမ်ဘူးဖြစ်တဲ့物理的に情報が伝わっていてもその意味が伝わらなかったからですというのはどういうことですかရပါလားအဲ့တော့ခေဆမ်ဘူးလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဤတုံတို့က analyze တားထားတဲ့စာကြောင်းကိုရှားလိမ့်မယ် analyze တားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးတလေအားကျုံမှန်တဲ့ရှားစရာတော့မလို့တွေ့ပြီဒီမှာအဲ့တော့ဒီ analyze တားထားတဲ့စာကြောင်းရဲ့အဓိပ္ပာယ်ကဘလို့အဓိပ္ပာယ်လဲဆိုတာကို तू ကမေးနေတာအဲ့တော့ JMPT မှာစဉ်းစားပုံစဉ်းစားနည်းလဲတူတူပဲ analyze တားထားရင်အဲ့ဒီ analyze ရဲ့ရှေ့နဲ့နောက်ပဲသက်ဆိုင်နေကျန်တဲ့အရာတွေရှူရှူဝေးဖတ်စရာမလိုရမယ်နော်ဒါကြောင့်မို့လို့ဤတုံတို့ရှေ့နဲ့နောက်လို့ပြောအောင်ဒီကောင်မှာနောက်မရှိတော့ဘူးအဲ့တော့ရှေ့သွားဖတ်ကြမယ်ရှေ့တစ်ကြောင်းလောက်ကတော့ဖတ်အောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ကြောင်းဆိုတဲ့အနေထားမှာဒီကောင်နည်းနည်းလေးရှေ့သွားပြီးတုခိုတို့ကဆိုတဲ့စကားလုံးကနေစနေပြီနော်ဟုတ်ပြီအဲ့တော့ဤတုံအခုတားထားတဲ့တုခိုတို့ကနေပြီးတော့ဒီဖတ်ကြည့်အောင်တုခိုတို့ကတို့ပေမဲ့ပေါ့နော်บุคโนคอนเท็กซ์โตပေါ့คอนเท็กซ์โตではဒီ context မှာကပေါ့နော်感動に値するかどうかを判断せよအဲ့တော့ဒီဘုခရဲ့ context တော့မှာတဲ့ဒီခံတိုးလုပ်တယ်ဆိုတာဤတော့ဒီစဉ်းစားတာမျိုးပေါ့နော်အဲ့တော့စဉ်းစားဖို့အတွက်အတိုင်းစုရုကတော့ကဆိုတာကအတိုင်းစုရုဆိုတဲ့စကားလုံးကထိုက်တန်လားလုံးဖို့တင့်လားဆိုတာတဲ့ပေါ့နော်လုံးဖို့ထိုက်တန်လားတန်ရဲ့လားပေါ့နော်ကတော့ကဟန်ဒန်စေရောဆိုတာကဒီတော့သုံးသက်ကြမယ်ပေါ့သုံးသက်ကြရအောင်တူယူယောနီ解釈するかもしれませんやらအဲ့တော့感動に値するかどうかを判断せよというように解釈するかもしれませんအဲ့တော့ဒီဘုခပေါ့နော်သူတင်တဲ့ context မှာကကျောင်းရမှာကပေါ့နော်ကျောင်းရမှာကသူထိသွင်းစဉ်းစားဖို့အတွက်ထိုက်တက်ရဲ့လားတန်ရဲ့လားသိရဲ့လားဆိုတာပေါ့နော်ဟန်ဒန်စေရောဆိုတဲ့ဥမာဆုံးဖြတ်မယ်တတ်မှတ်မယ်ဆိုတဲ့အနေထားမျိုးတူယူယောနီခိုင်ရှာခုစရုခါမရှိတယ်မဆန်ဘုခကဒီလိုမျိုးတော့သူသဘောပေါက်နားလေသဘောပေါက်ပြီးဘာသာပြန်ချလိုက်မယ်ပေါ့နော်ဆိုစရုတော့အဲ့လိုလုပ်လိုက်ယာရဲတူယူတာနော်နီそんなの聞いていませんという議論になってしまいますအဲ့တော့ယာရဲတူယူတာနော်နီလို့လို့ပြောထားတာတော့မှနောက်တစ်ခုそんなの聞いていませんအဲ့ဒါကိုနားထောင်မနေဘူးစသဖြင့်ပေါ့နော်ဂီတော်နေဖြစ်သွားမယ်အဲ့တော့အဓိကစာကြောင်းကိုပြန်ပြီးတော့အားလုံးမင်းသားဇန်တော်ခုနတော့အဲ့တုံးရဲ့နည်းနည်းရှင်းပြတာလောသွားတဲ့အတွက်ကြောင့်မလို့နားလေပို့နည်းနည်းခင်းရင်ကောင်းခင်းရင်လိမ့်မယ်သူပြောချင်တဲ့အတိတ်ပဲကစီနီယာတယောက်ကဂျူနီယာတယောက်ကိုသွားပြီးတော့ဒါစဉ်းစားထားစမ်းဆိုပြီးတော့ပြောလိုက်မယ်ပေါ့နော်ဒါစဉ်းစားထားစမ်းလို့ပြောခံရတဲ့ဂျူနီယာက तू တိတဲ့အကြောင်းအရာတွေမှာ तू အဲ့ဒီစီနီယာပြောတဲ့စကားကိုထင်တယ်လို့ပေါ့နော်ကိုနားလေသဘောပေါက်တယ်လို့သူတို့ကသူဘာသာပြန်လိုက်တယ်သူတို့ကသူသဘောပေါက်နားလေလိုက်တယ်ပေါ့နော်အဲ့လိုမျိုးသဘောပေါက်နားလေလိုက်တယ်အဲ့တော့ပြောတဲ့စကားနဲ့သဘောပေါက်နားလေလိုက်တဲ့စကားမှာဘယ်လိုပြောမလဲနားလေမှုကနည်းနည်းလေးလွဲသွားမယ်ပေါ့နော်လွဲသွားခဲ့တယ်ဆိုရင်ဂီတုံဖြစ်သွားမယ်တဲ့ဒီအခြေတင်နေစကားအခြေတင်နေဖြစ်သွားတဲ့အထိဖြစ်နိုင်တယ်ပေါ့နော်သူပြောချင်တာကအဲ့တော့物理的に情報が伝わっていてもစကားလုံးအရာပေးခြင်းတဲ့ message ကရောက်သွားပေမဲ့その意味が伝わらなかったのからですစကားလုံးအရာဒီ
ဒီပြောတဲ့စကားလုံးကိုတစ်ဖက်လူကလည်းဒီစကားလုံးအတိုင်းလက်ခံလိုက်ပင်မဲ့အထိပ္ပယ်ကိုတော့အပြည့်အဝလက်ခံသဘောပေါက်လိုက်တာမဟုတ်ဘူးဆိုတဲ့အထိပ္ပယ်ပါရမလားဒါကြောင့်မို့လို့บุษริเตคินิ情報が伝わっていてもその意味が伝わらなかったからですဆိုတဲ့စကားလုံးနဲ့အဓိပ္ပာယ်တူတာကိုရှာရအောင်ပထမနံပါတ်1မှာဘုခဝါဂျိုရှိနောမေးလေးကိုခီးတာငါအဲ့တော့ဂျူနီယာလေးဟာစီနီယာရဲ့ comment ပေးတာပေါ့နော်ဒီခိုင်းစီတာကိုကြားခဲ့ပေမဲ့ဖူတာရီနောခိုင်ရှာခုကခိုတိုနတ်တေတာနှစ်ယောက်နားလေသဘောပေါက်တဲ့အရာကခိုတိုနာတေအီတာဆိုတာခိုတိုနာလို့ဆိုတာမတူညီဘူးကွဲပြားသွားတယ် different ဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နှစ်ယောက်သားနားလေသဘောပေါက်မှုကကွဲပြားသွားတယ်အဲ့တော့အဓိကဒါကိုဆိုလို့ချင်တာမဟုတ်ဘူးလားအဲ့တော့နောက်ကလေးဆက်ဖတ်လဲတီကြပေါ့အဖြေကနံပါတ်1ဆိုတာသိတာလိမ့်မယ်ရလားနောက်တစ်ကြောင်းလောက်တော့ဆက်ဖတ်ပြီးမယ်တော့ဘုခဝါဂျိုရှိကမေးလေးရှိတာခိုတိုရှိရနာခတ်တာဖြစ်နိုင်မှာမလားရှိရနာခတ်တာသူကတိတယ်ဥမာဂျောရှိပြောလိုက်တဲ့စကားကိုတိတယ်တို့ပေမဲ့အတိတ်ပဲအပြေကနားမလဲဒါမျိုးပေါ့နော်ဒါကြောင့်မို့လို့ဒီလိုပုတ်တွေစဉ်းစားတဲ့အချိန်မှာကွက်လက်ဆိုရင်လည်းပဲကွက်လက်ရဲ့ရှိရဲ့နောက်ကိုပဲကြည့်ပါစာကြောင်းအသွားလာခံမှန်းတအောင်လုပ်ပါနောက်တစ်ခုအောက်ကမေးခွန်းတွေခဲဆန်းမှုတွေဖြေတဲ့အခါမှာလည်းရှေ့နဲ့နောက်ကိုထိထိမိမိဖတ်နိုင်တဲ့အဓိပ္ပာယ်နားလဲတဲ့ဟေ့ဆိုရင်အဆင်ပြေတယ်ရမယ်နော်အားလုံးပဲဆင်ပြေကြပါစေနောက်ပုတ်တွေမှာထပ်ပြီးတော့တွေ့ပါမယ်